ခဲနေတော့ငါပြက်ကွက်ခဲ့လို့ဒီနေ့မှအဖွားတော်မြတ်မုံကိုအခုလိုကြောခဲ့တဲ့ခန်းကျော်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ခန်းကျော်ကမင်းသမီးကြီးအဖွားတော်မြတ်မုံရဲ့မြေအဖြစ်ပရိသတ်တွေကအတိမတ်ပြုရင်အနုပညာလောကတွေကိုရောက်လာခဲ့တာပါအဖွားတော်မြတ်မုံကလည်းခန်းကျော်ကိုဆိုရင်အရန်ကိုချစ်တာပါအခုလက်ရှိမှာအဖွားတော်မြတ်မုံကအသက်အတော်လေးကိုကြီးနေပြီဖြစ်တယ်လို့နေထိုင်ရေးလည်းအရန်ကြီးအဆင်မပြေပါဘူးချမ်းသာတဲ့မိသားစုလည်းမဟုတ်တာမို့အဆင်ပြေအောင်နေထိုင်နေရတာပါဒီလိုအခြေအနေမှာမြေဖြစ်သူခန်းကျော်အနေနဲ့လည်းထောက်ပံ့တာတွေကိုစိတ်ရှိတိုင်းမလုပ်နိုင်ခဲ့ပါဘူးအကြောင်းကတော့ခန်းကျော်ကအဆင်မပြေခဲ့တာတွေများခဲ့တာကြောင့်ပါခန်းကျော်ကအနုပညာလောကကိုဝင်လာချိန်မှာအလုပ်ပေးတဲ့သူလည်းမရှိတာမို့ပြီးခဲ့တဲ့၄လလောက်ကအထိအတော်လေးကိုရုန်းကန်ခဲ့ရပါတယ်ခန်းကျော်ကရေစက်တို့တီလည်းတစ်ခါတည်းမဆုံစည်းတာဇလန်တွင်မှာပါဝင်တရုပ်ဆောင်မှသာအဆင်ပြေလာခဲ့တာပါခန်းကျော်ကအဆင်ပြေလာချိန်မှာသူပထမဆုံးသတိရတာကမိဘနဲ့အဖွားတော်မြတ်မွန်ဖြစ်ပါတယ်အရင်တုန်းကခက်ခဲလို့မိဘကိုတော့မနေထောက်ပံ့နေခဲ့ရတာပါအဖွားဖြစ်သူကိုလည်းငွေမထောက်ပံ့နိုင်လို့အိမ်အောင်မသွားပါဘူးအိမ်သွားပြီဆိုလက်ပလာနဲ့မသွားကြတာကြောင့်မသွားပြတာဖြစ်ပါတယ်တချို့ကတော့ခန်းကျော်ကအဖွားကိုပြစ်ထားတယ်လို့ထင်ကြတာပါတကယ်တော့ခန်းကျော်စိတ်ထဲမှာအဖွားကအမြဲလိုရှိပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လေအလုပ်တွေအဆင်ပြေလာချိန်မှာအဖွားကိုတရိယာကငွေထောက်ပံ့ခဲ့ပါတယ်ခန်းကျော်ကရန်ဘဲအသေးစားလေးအဖြစ်အတိမတ်အပြုခံခဲ့ရသလိုဒီလပိုင်းမှာဝင်ငွေအတော်လေးကိုကောင်းခဲ့ပါတယ်။ကြောင်ညာတွေလည်းစတိုက်ရရသလိုပွဲတွေလည်းတောက်လျှောက်တိုက်ရပါတယ်။ဒါကြောင့်မို့ငွေစုမီကသူကဝရပြုခြင်းသူအလုံးကိုကဝရပြုခွင့်ရခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကသတင်းကြိုအချိန်မှာခန်းကျော်ကဘယ်သူမှမကြောနိုင်ခဲ့ပါဘူး။ခန်းကျော်ကအဖွားကိုလည်းကြောခွင့်မရခဲ့တာကြောင့်ပါ။ဒီနေ့မှာတော့ခန်းကျော်ကသတင်းကြိုမှာအဖွားကိုမုတ်ချင်းကြီးနဲ့ရောငွေသားနဲ့ပါကြောခဲ့ပါတယ်။အရင်ကမကြောနိုင်ခဲ့ပေမယ့်ဒီနေ့မှာကြောနိုင်ခဲ့လို့အရန်ကိုပျော်ရွှင်ဝမ်းသာနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်အဖွားအပေါ်စကားပြောမှားခဲ့ရင်ခွင့်လွှတ်ပါလို့လည်းတောင်းပန်ခဲ့ပါတယ်။အဖွားတော်မြတ်မွန်ကတော့ခန်းကျော်အမမရှိတဲ့အတွက်အကုန်လုံးကိုခွင့်လွှတ်တယ်ဆိုပြီးဆုံးမခဲ့ပါတယ်။ခန်းကျော်အခုလိုအဆင်ပြေတာကိုအဖွားတယောက်အနေနဲ့အရန်ကိုဝမ်းသာနေရတာပါ။အဖွားမြင်ချင်တာကလည်းအခုလိုအခြေအနေသာဖြစ်တာမို့ပျော်ရွှင်နေတာပါ။အဖွားကခန်းကျော်အတွက်ရုပ်ရှင်နဲ့ပဲတဲ့လက်တွဲမခွန်နိုင်လို့စိတ်မကောင်းဖြစ်နေတာပါ။အဖွားတော်မြတ်မွန်အဖြစ်ချင်းဆုံးဆန္ဒကတော့ခန်းကျော်ကိုမင်းသားအနေနဲ့မြင်ချင်တာပါမင်းသားအဖြစ်တရုပ်ဆောင်တာကိုမြင်ရတဲ့အချိန်ထိအသက်ရှည်ခြင်းသေးတယ်လို့အဖွားတော်မြတ်မွန်ကသူ့ဆန္ဒကိုပြောခဲ့ပါတယ်ခန်းကျော်ကလည်းအဖွားမြင်ချင်တယ်လို့မင်းသားဖြစ်အောင်ကြိုးစားပြချင်တာဖြစ်ပါတယ်အဖွားတော်မြတ်မွန်ရဲ့ဆန္ဒကိုတစ်ဖက်တစ်လမ်းကနေဖြည့်ဆည်းပေးချင်တာကြောင့်ပါဒါအပြင်အဖွားနဲ့အတူကြောင်ညာတွေလည်းအတူရိုက်ခဲ့ပါသေးတယ်အဖွားကနောက်ဆိုရင်အိယာတွေကနေမထားနိုင်လောက်တဲ့အထိဖြစ်သွားနိုင်တာမို့ကျမနေတော့မှအနုပညာပုံရိပ်တွေအတူဖန်တီးခွင့်ရလို့လေခန်းကျော်ကအတိုင်းမသိဝမ်းသာနေတာဖြစ်ပါတယ်။ခန်းကျော်ကဒီနေ့မှမိခင်နဲ့ညီမလေးကိုလည်းသူအတန်းတိုင်းဆုံးထောက်ပံ့ပေးခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောခန်းကျော်အပေါ်ဘယ်လိုမျိုးမြင်မိလဲဆိုတာကောမန့်မှာရေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။